မင်္ဂလာပါဖလတ်မြန်မာ channel ကနေကြိုဆိုလိုက်ပါတယ်ဂျက်ဒီယိုစီဒီတော်ကိုရွှေချဖို့ကြိုးစားတဲ့အခါဒါမှမဟုတ်ရွှေစက်တော်ကဆက်တော်ရကိုနီးကပ်ဖူးခြင်းတဲ့အခါအမျိုးသမီးမဝင်ရဆိုတဲ့ဆိုင်းဘုတ်တစ်ခုကတင်းကိုတားဆီးထားဖို့ပါသလားအဲ့ဒီချိန်မှာငါဟာမိန်းကလေးဖြစ်လို့ဖုံးကန်နှိမ့်လို့လားဆိုတဲ့စိတ်မကောင်းဖြစ်မှုမျိုးခံစားခဲ့ရဘူးပါသလားမြန်မာနိုင်ငံကတကိုးကြီးဖျားချို့မှာအမျိုးသမီးတွေအနီးကပ်ဘူးမြောက်ခွင့်မရတဲ့နေမျိုးတွေရှိပါတယ်တချို့ကဒါဟာမျိုးသမီးတွေကိုနှိမ်ချတာလို့မြင်ကြသလိုအချို့ကလည်းရှေးစင်စာမို့လို့ဆောင်ထိန်ရမယ်လို့ဆိုကြပါတယ်တကယ်တော့ဒီတာမြင့်ချက်တွေကဘယ်ကစခဲ့တာလဲဘုရားရှင်ကတာမြင့်ခဲ့တာလားဒါမှမဟုတ်နတ်တွေကပဲစိတ်ဆိုးမှမို့လို့လားဒီနေ့မှာတော့ဒီတာမြင့်ချက်တွေရဲ့နောက်ွယ်ကတမိုင်းကြောင်းဝိညာဉ်တော်ဆိုင်ရာအယူအဆနဲ့အမျိုးသမီးတွေရဲ့ဘုံကံပေါ်ထားရှိရမယ့်မှန်ကန်တဲ့ဓမ္မအမြင်ကိုပုံမှန်လင်းလင်းဆွေးနွေးတော့မှာဖြစ်ပါတယ်တမိုင်းကြောင်းရကြည့်ရင်ဒီတာမြင့်ချက်တွေဟာဗုဒ္ဓဘာသာတစ်ခုတည်းမှရှိတာမဟုတ်ပါဘူးရှီအောင်ဟိန္ဒူယဉ်ကျေးမှုနဲ့ဗြဟ္မဏယူဆတွေမှာတန်ရှင်းခြင်းနဲ့မတန်ရှင်းခြင်းကိုလိင်ပေါ်မှာမူတည်ပြီးခွဲခြားခဲ့တဲ့အမြစ်တွေရှိပါတယ်မြန်မာသမိုင်းမှာလည်းရှင်းမင်းအဆက်ဆက်မှာဘုရားစေတီတွေကိုပြုပြင်တဲ့အခါသူတို့ရဲ့ဘုံကိုစောင့်ရှောက်ဖို့အတွက်အမျိုးသမီးတွေနဲ့အနီးကပ်မထိတွေ့ရဘူးဆိုတဲ့ယူဆတွေကိုဘာသာရေးနဲ့ရောထွေးပြီးတော့စည်းကမ်းတွေထုတ်ခဲ့ကြပါတယ်နောက်တဲ့အကြောင်းရင်းတစ်ခုကတော့နှကိုးကွယ်မှုပါအကျိုးစေတီတွေဟာနမင်းကြီးတွေနတ်စိမ်းတွေစောင့်ရှောက်တယ်လို့ယုံကြည်ကြပါတယ်အဲ့ဒီနတ်တွေဟာမျိုးသမီးတွေရဲ့ယာတိသွေးဒါမှမဟုတ်အနန္တကိုမကြိုက်ပါဘူးစိတ်ဆိုးရင်ဖျားကိုထိခိုက်မယ်ဆိုတဲ့အကြောက်တရားပေါ်အခြေခံတဲ့လူမှုရေးတာမြင့်ချက်တွေကနေဒီနေ့ထိမြင့်တွေ့လာတာဖြစ်ပါတယ်အမှန်တကယ်တော့ဖျားเจ้าကံတွေမှာမျိုးသမီးတွေကိုကန့်သက်ထားရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကတန်ဃာတော်များရဲ့ဝိနည်းပါရဟန်းတော်တွေဟာမျိုးသမီးတွေနဲ့နီးကပ်ထိတွေ့ခြင်းပုတ်တိုက်ခြင်းမရှိစေဖို့အတွက်တည်တဲ့နယ်မြေတွေတတ်မှတ်ခဲ့တာပါဥပမာရွှေချတဲ့နေရာမျိုးမှာလူတွေတိုးဝင်းနေတဲ့အခါမှာရဟန်းတော်တွေနဲ့မျိုးသမီးတွေမတော်တဆထိတွေ့မှုမရှိစေဖို့အတွက်အမျိုးသားတည်တဲ့နယ်မြေဖြစ်တတ်မှတ်လိုက်ခြင်းကဝိနည်းတော်ကိုကာကွယ်ပေးရရောက်ပါတယ်မြတ်စွာဘုရားရှင်ကိုယ်တိုင်ကတော့မျိုးသမီးတွေကိုတရားနာခွင့်ကုသိုလ်ပြုခွင့်နဲ့ယဟန္တာဖြစ်ခွင့်ထိတန်းတူပေးခဲ့ပါတယ်ဘုန်းကနေလို့ဘုရားနာမလာရဘူးဆိုတဲ့စကားဟာဘုရားဟောတရားတော်တွေမှာလုံးဝမရှိပါဘူးဒါကြောင့်ဒီတာမြင့်ချက်တွေဟာဓမ္မတရားတော်ထက်ဝိနည်းစည်းကမ်းနဲ့လောကဝိဇ္ဇလောကထုံးစံပုံမှာပို့ပြီးအခြေခံနေတယ်ဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်အမျိုးသမီးတွေဟာဖုံးကန်နေတယ်လို့ပြောဆိုခြင်းဟာအမျိုးသမီးတွေရဲ့ယုံကြည်မှုကိုရောကြစေပါတယ်တကယ်တော့ဘုံကန်ဆိုတာလေရင်ငါပုံမှာမူတည်တာမဟုတ်ပဲနဲ့မိမိရဲ့ပါရမီနဲ့ကုသိုလ်ပုံမှာပဲမူတည်ပါတယ်မိခင်တယောက်ရဲ့ဂုဏ်ကျေးဇူးဟာဖခင်နဲ့တခိုင်းနဲ့ထားရလောက်အောင်မြင့်မြတ်တယ်လို့ဟောထားတဲ့ဘာသာရေးမှာအဲ့ဒီမိခင်ကိုဖုံးကန်နေတယ်လို့ပြောတာဟာစန့်ကျင်ဘက်ဖြစ်နေပါတယ်ဒီတာမြင့်ချက်တွေကိုကျွန်တော်တို့ကခွဲခြားဆက်ဆံခြင်းလို့မြင်ပြီးတော့စိတ်ဆိုးမဲ့အစားရှေးစင်လာကိုလေးစားခြင်းနဲ့တန်ဃာတော်များသီလဆောင်ထိန်မှုကိုကူညီခြင်းဆိုတဲ့အမြင်နဲ့ကြည့်ရင်စိတ်ချမ်းသာမှုရနိုင်ပါတယ်အနိကမဖူးရပေမဲ့တင်းရဲ့စေတနာကဘုရားရှင်စီကိုရောက်ပါတယ်ဘုရားရှင်ကတင်းရဲ့စေတနာကိုပဲကြည်တာပါတင်ဘလောက်အနိကရောက်တယ်လဲဆိုတာကိုကြည်တာမဟုတ်ပါဘူးဒီကုန်းချုံနေနဲ့ပြောရရင်ဇေဒီပထိုးတွေကမျိုးသမီးမဝင်ရနယ်မြေတွေဟာဘုရားရှင်ရဲ့တရားတော်တွေရောက်ခွဲခြားတာမဟုတ်ဘဲနဲ့ရှေးအောင်ယဉ်ကျေးမှုနှကိုးကွယ်မှုအစွဲလန်းတဲ့တန်ခါဝီနီကိုစောင့်ရှောက်တဲ့လူမှုရေးစည်းကမ်းတွေကြောင့်ပေါ်ပေါက်လာတာဖြစ်ပါတယ်မျိုးသမီးများအနေနဲ့မိမိကိုယ်ကိုဖုံးကန်နေတယ်လို့ဘယ်တော့မှမတတ်မှတ်ပါနဲ့တင်မှလည်းယဟန္တာဖြစ်နိုင်တဲ့အထိမြင့်မြတ်တဲ့စိတ်ဓာတ်တွေရှိပါတယ်အစင်လာကိုလေးစားတဲ့အနေနဲ့နမိတ်တွေကိုလိုက်နာပေးတာဟာတင်းရဲ့သီးခံခြင်းပါရမီတစ်ခုပါပဲဗီဒီယိုလေးကနေမျိုးသမီးတွေရဲ့စိတ်ထဲကအားငယ်မှုတွေကင်းစင်သွားဖို့မျှော်လင့်ပါတယ်ဗီဒီယိုကိုနှစ်သက်ရင်မျိုးသမီးတို့ကြားမှာမျှဝေပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲဉာဏ်ပညာနဲ့ရှင်တဲ့ကုသိုလ်တွေပွားများနိုင်ကြပါစေဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်